React Native ဆိုတာကပါတယ် React Native ဆိုတာ cross platform open source framework တစ်ခုဖြစ်ပါတယ်ဒီညမှာ cross platform ဆိုတာကမတူညီတဲ့ platform တွေဖြစ်တဲ့ Android iOS နဲ့ website တွေအတွက် application ရေးချင်တဲ့အခါမှာ code တစ်ချိန်ရေးရုံနဲ့ဒီ code တွေအားလုံးကိုပြင်လည်သုံးပြုလို့ရတဲ့ framework ကိုပြောချင်တာဖြစ်ပါတယ် JavaScript နဲ့ React ကိုသုံးထားတာဖြစ်တဲ့အတွက်ကြောင့် React ကိုတတ်ထားပြီးသားလို့အတွက်ဆိုရင်တင်ယူရလွယ်ကူပါတယ် native component တွေသုံးနေဆိုတဲ့နေရာမှာ hot view ကိုသုံးတာမဟုတ်ဘဲနဲ့ native UI component တွေသုံးတာဖြစ်တဲ့အတွက်ကြောင့် application လောက်ရတာပို့ပြီးတော့လွယ်ကူပြီးတော့ native ဆန်တာကိုတွေ့ရပါတယ်။ဘာဖြစ်လို့ React Native ကိုသုံးတယ်လဲဆိုရင်အချိန်နဲ့ကုန်ကြကိုတက်တာစီရယ် native component တွေကိုသုံးထားတာဖြစ်တဲ့အတွက်ကြောင့် native app တွေနီးပါ performance ကိုကောင်းမွန်စေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အားလုံးလေးစင်သုံးနေတဲ့ Facebook, Instagram, Skype နဲ့ Tesla တို့လိုနာမည်ကြီးတဲ့ app တွေမှာလည်းဒီ React Native တွေပဲအသုံးပြုထားတာဖြစ်ပါတယ်။ community ကြီးမားတဲ့အတွက်ကြောင့် package ပို့ဖို့ရှိရင်လည်းပုံမှန်ပြည့်တဲ့တွေရှိပါတယ်။ကဲဒါဆိုရင်ဒီ React Native နဲ့ application တွေကိုစလုပ်ရမယ်ဆိုတာသိချင်တယ်ဆိုရင် comment မှာ React Native ဆိုပြီးမှ link ခဲ့ပြီးဖို့အမေနဲ့နော်